ဆိုတော့အခုကျွန်တော်ဆက်လက်ပြီးတော့ဒီ acute cough ရဲ့ causes လေးတွေရဲ့ management လေးတွေရဲ့ကျွန်တော်တင်ပြဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ acute cough ဖြစ်စေတဲ့ common cause ကတော့ရှေ့မှာလည်းကျွန်တော်ပြောခဲ့သလို virus etiology upper respiratory tract infections ကွဲပြားပါတယ် upper respiratory tract infection သူသဖြင့်လေကြောင်းနာမယ်နှာမွန်မယ်နှာစီးမယ်နှာပိတ်မယ်ဒီနေရာတွေကျွန်တော်တို့ကြိုက်တယ်ပေါ့နော်မျက်လုံးမှာဒီ nasal sinuses တွေကြိုက်ခဲနာကျင်တတ်တယ်ဒီလိုဟာမျိုးနဲ့တွဲပြီးဖြစ်တဲ့ချောင်းမျိုးက common ဖြစ်တယ်ပေါ့ and then acute bronchitis ဒါကလည်းများသောအားဖြင့် mostly က viral origin ပဲများပါတယ်သူကတော့ bronchus ဘက်ကိုရောက်သွားတယ်ပေါ့နော်နောက်တစ်ခုကတော့ even pneumonia can be acute cough နဲ့လည်းကျွန်တော်တို့လာနိုင်တယ် exacerbation of bronchial asthma and COPD acute cough နဲ့လာနိုင်တယ်ပြီးခဲ့တဲ့2နှစ်3နှစ်ကျွန်တော်တို့စီမှာခေတ်စားခဲ့တဲ့ COVID-19 လို့ဟာမျိုး acute cough နဲ့လာနိုင်တယ် and then influenza as well influenza တော့ကျွန်တော်တို့အများအားဒါ general practice မှာတွေ့နေကြ case တွေပဲပေါ့နော်ဒါတွေတော်တော်များများသည်ကျွန်တော်တို့ less than 3 weeks လူနာ present cough နဲ့ present လောက်လာနိုင်ပါတယ်အဲ့တော့များသောအားဖြင့်ကတော့ virus etiology ပဲတိတ်အရန်ကြီးစိုးရင်စရာမရှိဘူးလို့ဆိုတော့ညာလေခုနရှေ့မှာကျွန်တော်ပြောခဲ့သလို pneumonia လို့ဟာမျိုးတွေပါတယ် COVID-19 လို့ဟာမျိုးတွေပါတဲ့အတွက် acute cough မှာလည်း red flags တွေဆိုတာကျွန်တော်တို့ရှိတယ်ဆိုတော့ဒီ red flags တွေရှိရင်တော့ကျွန်တော်တို့ကဒါဒီ virus လို့ပဲသတ်မှတ်ထားလို့မရတော့ဘူးပေါ့နော် virus means ဒီတိတ်ပြီးတော့ intense ပဲဖြစ်တဲ့ virus လို့သတ်မှတ်လို့မရတော့ဘူး especially if the patient has acute cough high fever with rigors ဖျားတယ်ချမ်းတယ်တုန်တယ်ဆိုရင်သေချာသတိထားဖို့လိုအပ်တယ် hypoxia အရေးကြီးပါတယ်ချောင်းဆိုးတယ် oxygen saturation ကျသွားပြီဒါဆိုရင်တော့ကျွန်တော်တို့ red flags ပါပဲ and then hemoptysis ပါလာမယ် chest pain နေလူနာရမယ် altered mental status အထူးသဖြင့်တော့များသောအားဖြင့်ကျွန်တော်တို့တွေ့တာ elderly person စီမှာ mental status အကူပြောင်းရော့သွားတတ်တယ်ပေါ့နော် confuse ဖြစ်သွားတယ်အဖေကအကောင်းကြီးဆရာချောင်းဆိုးတာအခု9ရက်6ရက်လောက်မှသတိသိမ့်မကောင်းညင်တော့ဘူးဒါမျိုးဆိုရင်သတိထားပါ elderly immunocompromised person စီမှာဒါတွေက reflex တွေပဲဖြစ်ပါတယ်ကျွန်တော်တို့တည်တည်ချာချာလေးဒီလိုလူနာမျိုးဆိုရင် investigate ဆက်လုပ်ဖို့လိုပါတယ် so antibiotics သုံးရမလားများသောအားဖြင့်ကျွန်တော်တို့မသုံးပါဘူးเนาะ antibiotics ဆို especially acute bronchitis က usually viral ဖြစ်တဲ့အတွက်ဒီလိုဟာမျိုးမှာဆိုရင်တော့ symptomatic treatment ကျွန်တော်တို့ပေးလိရှိတယ်ပေါ့เนาะဆိုတော့ဒီနေ့ဆိုရင်ဒီ academic support ပေးတဲ့ AA medical products limited မှာဆိုရင်ကျွန်တော်တို့ဒါ symptomatic treatment ပေးဖို့အတွက် Woods ဒီ cough syrup တွေရှိတယ်ပေါ့เนาะခုနရှေ့မှာတင်ပြခဲ့တဲ့ dry cough လား wet cough လားပေါ့မူတည်ပြီးတော့မှ mucolytics ပါတဲ့ cough syrup တွေရှိသလိုတစ်ဖက်မှာ antihistamine ပါတဲ့ dry cough တွေအတွက်ဆိုရင်လည်း syrup တွေကျွန်တော်တို့မှာရှိတယ်ပေါ့နော်ဆိုတော့ဒီလို case မျိုးဆိုရင်တော့ we don't need to give the antibiotics symptomatic treatment alone is okay ပါနော်ဒီလိုဟာမျိုးဆိုကျွန်တော်တို့ရတယ်လူနာကိုနားထောင်လိုက်တယ် chest is very clear all the vital signs are stable ဆိုရင် reassurance လုပ်မယ် and then symptomatic treatment နဲ့ပဲကျွန်တော်တို့စောင့်ကြည့်လို့ရတယ်ဒါပေမဲ့ဘယ်လိုအခြေအနေမျိုးမှာဆိုရင်တော့ investigation လုပ်ဖို့လိုလာမလဲခုနရှေ့မှာပြခဲ့တဲ့ reflex တွေရှိမယ် fever 3ရက်လောက်နဲ့ကြာမှာမကြောက်ဘူးဆက်ရှိနေတယ် lungs ကိုနားထောင်လိုက်တဲ့အခါမှာ focal chest signs တွေရှိနေတယ်တနေရာတည်းကွက်ပြီးတော့ craps ရရတယ်ဒါဆိုရင်တော့ can it be a case of pneumonia ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ chest x-ray ဆက်သွားဖို့လိုတယ် might need antibiotics ပေးဖို့လိုတယ် oxygen လိုနိုင်တယ် maybe steroids လည်းလိုကောင်းလိုလာနိုင်တယ် it depends on the types and patient condition ပေါ်မူတည်သွားတာပေါ့နော်နောက်တစ်ပိုင်းကတော့ subacute post infectious cough ပေါ့လေအဲ့တော့ typical scenario ကတော့ cough persists after upper respiratory tract infection dry or minimally productive ပဲလူနာမေးလိုက်တဲ့အခါမှာတလိပ်ကမထွက်တဲ့လောက်ပဲဆရာထွက်ရင်တော့ကြီးလေးပဲနည်းနည်းလေးပဲထွက်တယ် and then chest x-ray ရိုက်လိုက်တော့လည်း normal ပဲဆိုတော့ဒီလို patient မျိုးမှာ mechanisms ကတော့ airway hyperinflammation ကြောင့်ဖြစ်တယ် cough reflex hypersensitivity ကြောင့်ဖြစ်တယ်ပေါ့နော်ဘယ်လို manage လုပ်ကြမလဲ reassurance short term အနေနဲ့တော့ bronchospasm တွေဒီလိုလူနာမျိုးတွေကတအားရတော့ inhaled bronchodilator or inhaled corticosteroids တချို့ case တွေမှာကျွန်တော်တို့ပေးနိုင်တယ်ဒီမှာလည်းအရေးကြီးတာ avoid repeated antibiotics မလိုအပ်ဘဲနဲ့ danger signs တွေ reflex တွေမရှိဘဲနဲ့ antibiotics တွေကိုဒီလို cough တွေမှာခဏခဏမပေးမိဖို့တော့ကျွန်တော်တို့ရှောင်ကျဉ်ဖို့လိုတယ်ပေါ့နော်